အိမ်မှာပဲနေတာပါလေဘာမှထူထူမရှိပါဘူးအိမ်မှုကိစ္စပဲလုပ်နေတာပါလေဆိုတဲ့စကားတခွန်းရဲ့နောက်ွယ်မှာဘလောက်တောင်ပင်ပန်းနေရတယ်ဆိုတာလူတိုင်းမမြင်တော့သိလားမနဲ့မိုးလင်းတာနဲ့စတင်ရတဲ့တောင်ဝင်တွေရှိတယ်အရင်မော်ပါပဲအဲ့ရထားရတဲ့နေ့တွေရှိတယ်ကိုစားနေတာမစားပဲကိုယ့်ရဲ့သားသမီးခင်မောအတွက်ဦးစားပေးရဲ့ရက်တွေကိုဝစ်ချန်တာမိုးပဲကိုယ့်ရဲ့သားသမီးတွေကိုဒါထမင်းထုတ်သွားမယ်လမ်းမှာ ဦးစားပေးစင်မြန်းတယ်ဆိုတော့အချိန်ကြီးအဲ့အရာတွေအားလုံးကအမေဆိုတော့နာမည်တစ်ခုကိုတိတ်တိတ်ကလေးထိုင်းဝင်နေရတဲ့အမျိုးသမီးတွေမိနေတာပါရှိတို့မှလားစာမရှိဘူးเนาะ promotion လည်းမရှိဘူး date off လည်းမရှိဘူးဒါပေမဲ့သူတို့ရဲ့အလုပ်ကလူတစ်ယောက်ရဲ့ဘဝကိုတိဆောက်ပေးနေရတဲ့အလုပ်ဖြစ်တယ်တခါလေသူတို့မိဖို့ကြောင့်လည်းမှစိတ်နဲ့ကြာနေတယ်နော်ဒါမအောင်မြင်နေဘူးလို့တွေးရင်တွေးလိမ့်မယ်ငါဘာမှမလုပ်နိုင်ဘူးလို့တွေးရင်တွေးလိမ့်မယ်လင်ယောက်ျားရဲ့အော်ငေါချင်းကိုခံရတဲ့အခါမှာလည်းမင်းကအသုံးမကျပါဘူးလို့ပြောခံရကောင်းပြောခံရလိမ့်မယ်ဒါပေမဲ့အဲ့ဒီလိုကိုငါမအောင်မြင်သေးဘူးလို့တွေးမိတဲ့အခါကိုယ့်ရဲ့ကျွတ်စွတွေးဆောင်ရတဲ့ကလေးကိုကြည့်လိုက်ပါသူ့ရဲ့အပြုံးတွေသူ့ရဲ့ယုံကြည်မှုတွေသူ့ရဲ့ကြီးထွားလာမှုတွေသူ့ရဲ့တဆင်ချင်းစီအောင်မြင်လာမှုတွေအဲ့ဒါအိမ်မှာပဲနေတာပါလေဘာမှထူထူမရှိပါဘူးအိမ်မှုကိစ္စပဲလုပ်နေတာပါလေဆိုတဲ့စကားတခွန်းရဲ့နောက်ွယ်မှာဘလောက်တောင်ပင်ပန်းနေရတယ်ဆိုတာလူတိုင်းမမြင်တော့သိလားမနဲ့မိုးလင်းတာနဲ့စတင်ရတဲ့တောင်ဝင်တွေရှိတယ်အရင်မော်ပါပဲအဲ့ရထားရတဲ့နေ့တွေရှိတယ်ကိုစားနေတာမစားပဲကိုယ့်ရဲ့သားသမီးခင်မောအတွက်ဦးစားပေးရဲ့ရက်တွေကိုဝစ်ချန်တာမိုးပဲကိုယ့်ရဲ့သားသမီးတွေကိုဒါထမင်းထုတ်သွားမယ်လမ်းမှာဦးစားပေးစင်မြန်းတယ်ဆိုတော့အချိန်ကြီးအဲ့အရာတွေအားလုံးကအမေဆိုတော့နာမည်တစ်ခုကိုတိတ်တိတ်ကလေးထိုင်းဝင်နေရတဲ့အမျိုးသမီးတွေမိနေတာပါရှိတို့မှလားစာမရှိဘူးเนาะ promotion လည်းမရှိဘူး date off လည်းမရှိဘူးဒါပေမဲ့သူတို့ရဲ့အလုပ်ကလူတစ်ယောက်ရဲ့ဘဝကိုတိဆောက်ပေးနေရတဲ့အလုပ်ဖြစ်တယ်တခါလေသူတို့မိဖို့ကြောင့်လည်းမှစိတ်နဲ့ကြာနေတယ်နော်ဒါမအောင်မြင်သေးဘူးလို့တွေးရင်တွေးလိမ့်မယ်ငါဘာမှမလုပ်နိုင်ဘူးလို့တွေးရင်တွေးလိမ့်မယ်လင်ယောက်ျားရဲ့အော်ငေါချင်းကိုခံရတဲ့အခါမှာလည်းမင်းကအသုံးမကျပါဘူးလို့ပြောခံရကောင်းပြောခံရလိမ့်မယ်ဒါပေမဲ့အဲ့ဒီလိုကိုငါမအောင်မြင်သေးဘူးလို့တွေးမိတဲ့အခါကိုယ့်ရဲ့ကျွတ်စွတွေးဆောင်ရတဲ့ကလေးကိုကြည့်လိုက်ပါသူ့ရဲ့အပြုံးတွေသူ့ရဲ့ယုံကြည်မှု